မင်္ဂလာပါအရင်ဗီဒီယိုမှာ edit လုပ်တာများပြီးတော့အချို့တွေကကျွန်တော်အရန်ပိန်သွားတယ်တို့အရန်မဲသွားတယ်တို့အဲ့လိုတွေဖြစ်အသည့်တွေကဆိုကျွန်တော်စူကြရပေါ့နော်ဘာဖြစ်လို့မဲသေးနေအောင်ရိုက်ထားရလဲပေါ့နော်တကယ်ကိုဖုံးဆုံးနဲ့ရိုက်ထားတယ်လို့ပဲပေါ့တကယ်တော့ edit လုပ်တာအရန်ညံ့သွားတာပါ sorry ပဲအဲ့အတွက်ကြောင့်မလို့အညာသူဖြစ်တဲ့အတွက်အသားကတော့မဖြစ်ဘူးကျွန်တော်ရှေ့မှာပြောထားတဲ့ဘာသာတရားတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အရန်ကိုနားလည်သွားစေချင်တယ်ဆိုရင်ဒီစာအုပ်ကိုဖတ်ပါ consciousness map လို့ခေါ်တယ်အရန်ကောင်းတယ်အကုန်လုံးကိုအရန် recommend ပေးတယ်ဒါပေမဲ့အရန်ဘာသာအယူသီးတဲ့သူတွေတော့ဖတ်လို့ရမှာမဟုတ်ဘူးဒါပေမဲ့အယူသီးတဲ့သူတွေလည်း okay တစ်ခါတော့ open mind လေ့လာကြည့်မယ်ဆိုပြီးတော့ဖတ်လိုက်ရင်တော့သူ့ရဲ့အယူသီးခြင်းတွေကိုအများကြီးပြေလျော့သွားစေလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ဒီစာအုပ်က spiritual စာအုပ်တွေထဲမှာအဆင့်မြင့်ဆုံးနေတဲ့ကတအုပ်ပါဝင်ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်လိုက်တယ်ဆိုရင်ဘာသာတရားတွေကိုနားလည်သွားလိမ့်မယ်ပြီးတော့ဘယ်သူမဆိုပေါ့နော်ကိုဖះကိုတော့ကိုအကောင်းဆုံးအမြင့်ဆုံးလို့ထင်ကြတာပဲအဲ့ဒီ ego လေးတွေကိုနည်းနည်းလေး short ကြည့်ကြပါကျွန်တော်ကကျတော့ဒီလိုမြင်တယ်ဗျမတူညီကွဲပြားခြားနားတဲ့ဘာသာတရားတွေရှိနေခြင်းကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကမတူညီတဲ့ဇယိုက်လက္ခဏာတွေမတူညီတဲ့တန်တရားဖြတ်တန်းမှုတွေမတူညီတဲ့သင်္ခါရတွေနဲ့ soul evolution လို့ခေါ်တဲ့ soul ကြီးပြင်းရင့်ကျက်ပုံနဲ့မတူညီကြလို့ပဲဆိုလိုတာကကျွန်တော်ရဲ့ဇယိုက်ကျွန်တော်ရဲ့ဉာဏ်အဆင့်တန်းကျွန်တော်ရဲ့ soul evolution အဆင့်တန်းမှာဗုဒ္ဓဘာသာတည်တာကျွန်တော်တို့အသင့်တော်ဆုံးပဲဒါပေမဲ့အခြားလူတယောက်တည်းရော့ဗုဒ္ဓဘာသာမင်းတို့အကောင်းဆုံးပဲလို့ကျွန်တော်တို့ recommend ပေးလို့မရဘူးဥပမာကိုတောက်လို့ကိုနဲ့တဲ့တဲ့ချောင်းဆိုးပြောက်စေးပဲထားပါတော့နော်ကိုကချောင်းဆိုးပြောက်သွားတယ်ဒါပေမဲ့ तू ကတော့ပြောက်ချင်မှပြောက်မလေမတူညီတဲ့ဘာသာတရားတွေကလောကကြီးမှာရှိနေသင့်လို့ကိုရှိနေတာကျွန်တော်တို့တွေကတယောက်နဲ့တယောက်လုံးဝမတူကြဘူးတမိုးထားမှုစနစ်တွေမတူကြဘူးဇယိုက်လက္ခဏာတွေမတူကြဘူးကျွန်တော်တို့ရဲ့တန်တရားမှာဖြည့်ဆည်းခဲ့တဲ့ပါရမီတွေမတူကြဘူးကျွန်တော်တို့ရဲ့စိုးရဲ့ရင့်ကျက်ကြီးပြင်းပုံမတူကြဘူးဒီနေရာမှာစိုးဆိုတာဗုဒ္ဓဘာသာလက်မခံဘူးလို့အချို့တွေကပြောကောင်းပြောကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်စိုးကိုလက်ခံပုံကအတ္တလေးပြကောင်အနေနဲ့လက်ခံတာမဟုတ်ဘဲနဲ့အနတ္တဓာတ်တစ်မျိုးအနေနဲ့လက်ခံတာဖြစ်တယ်။ဘာကြောင့်ဆရာတော်ကြီးလည်းပြောပါတယ်။စိုးဆိုတာပြညတ်သဘောအရာတော့စကားထဲမှာတော့ထည့်ပြောလို့ရပါတယ်တဲ့။ပရမတ်သဘောတရားအနေနဲ့ကတော့မရှိပါဘူးတဲ့။ဗုဒ္ဓသည်လည်းသူကိုယ်တိုင်လည်းသူ့ဘဝကိုငါဖျားလောင်နှုစင်ဘဝအခါတော့อ่ะဆိုပြီးတော့အဲ့လိုမျိုးပြောရလေပြညတ်နဲ့ပရမတ်ရဲ့ကွဲပြားခြားနားမှုကိုနားလည်လက်ခံရင်တို့တွေကဒါတွေကငင်းခုန်နေစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်စိုးလို့ပြောလိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဗုဒ္ဓဘာသာတွေကဗုဒ္ဓအယူဝါဒနဲ့ကိုက်ညီတဲ့စိုးရဲ့သဘောတရားကိုပဲကိုယ်နဲ့ကိုလက်ခံယူဆလို့ရပါတယ်အနောက်နိုင်ငံမှာအရန်ကိုနာမည်ကြီးကြော်ကြားထင်ရှားခဲ့တဲ့စိတ်ပညာဆရာတယောက်ကရေးသားခဲ့တာသူကငယ်ဘဝလေးကလေးအရန်ကိုထူကြခဲ့တယ်ပေါ့နော်ရုပ်ဝါဒီစိတ်ပညာရှင်ဘဝကနေပြီးတော့ဒီ spiritual သမားတယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်ဒီစာအုပ်ရဲ့ introduction ကိုကျွန်တော်အများမပြုတော့ဘူးเนาะဒါပေမဲ့ဒီထဲကကျွန်တော်တစ်ခုလေးပဲကျွန်တော်ထည့်ပြီးတော့ပြောလိုက်တော့မယ်အဲ့တော့ကျွန်တော်တို့တွေက consciousness level ကတယောက်နဲ့တယောက်ကမတူကြဘူးအနှိမ်ဆုံးက20ဖြစ်တယ်အမြင့်ဆုံးက1000ဖြစ်တယ်1000ကစာရေးသူကတင်စားထားတာကဗုဒ္ဓတို့ခရစ်တော်တို့ခရစ်ယာန်တို့ရဲ့ level လို့ဆိုနိုင်နေတဲ့ဒီမြေပုံမှာအောက်ကနေအထက်ပြောင်းလဲကြီးကြီးစဖြစ်တာက level 200ဖြစ်တယ် level 200မှာအမှန်တရားနဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတတ်လာပြီပေါ့နော် level 200ရဲ့အောက်မှာအသက်ဘဝတွေကိုအင်အားပြင်းသုံး force လို့ခြေမုံဖြတ်ပျက်စီးစေပြီးအထက်မှာတော့အသက်ဘဝတွေကိုစတင်ထောက်ပံ့ပြီး power ပေးရတဲ့ force နဲ့ power နဲ့ပေါ့နော်အဲ့ဒါတွေလည်းနောက်ခါကျကျွန်တော်ရှင်းပြမယ်ဒီနေရာမှာဒါကိုအဓိကပြောချင်တာမဟုတ်တော့လေအဲ့တော့ level 900ကနေစပြီးတော့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမတူညီတဲ့ level အသစ်တစ်ခုကိုရောက်သွားပြီ level 200ကလူတွေကအခြားလူတွေရဲ့စိတ်နဲ့ဘဝလုံခြုံမှုကိုပေးနိုင်တယ်တိရစ္ဆာန်လေးတွေကကစားချစ်ခင်ယုံကြည်စွာချင်းကပ်ခံရတယ်။ကမ္ဘာလူဦးရေရဲ့85%ကဒီ level 200အောက်မှာရှိနေတယ်။အကျန်းဖက်ရတာဝါသနာပါတယ်ခိုးဆိုလူနိုင်ဆိုတဲ့လူမျိုးတွေပေါ့နော်။ဒါတွေက level 200ရဲ့အောက်သူတို့ရဲ့လူဝင်ဆန္ဒပြေဝမှုအတွက်တစ်ဖက်လူရဲ့အသက်အိုးအိမ်စီစဉ်ကိုအန္တရာယ်ပေးဖို့ဒုက္ခပေးဖို့ဝင်မလေးတဲ့သူတွေဟာဒီ level 200အောက်ကလူတွေဖြစ်တယ်။အဲ့တော့ level 900မြေတာတက်မှာရှိနေတဲ့လူတစ်ယောက်ကကျန်တဲ့ level 200အောက်လူဦးရေ9သိန်းခွဲရဲ့ဒီ negative energy ကိုပြန်ပြီးတော့ဟန်ချက်ညီစေတယ်ပြန်တုံ့ပြန်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပဲကဘာကြီးကအဲ့လိုမျိုးရှင်သန်ရက်တည်နေနိုင်တာပေါ့နော်ကိုယ့်အိမ်မှာမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေက level 245 250အတွင်းမှာရှိပြီးတော့ကဘာမှာရှိတဲ့လူဦးရေ85%ထက်ကိုပို့ပြီးတော့ကျွန်တော်တို့ကိုပို့ပြီးတော့လုံခြုံရွေးထွေးမှုကိုပေးနိုင်စွမ်းရှိတယ်မြေပုံအထက်ကနေအောက်မှာသူတို့တွေကသူ့ဘဝသူ့ဘောအမြင်သူတို့ရဲ့အဓိကခံစားလေးရှိတဲ့ခံစားချက်ဖျားသခင်ပေါ်ခံယူမှုတွေအမြင်တွေကွာခြားကြတယ်တဲ့ဖျားသခင်ပေါ်ခံယူမှုတွေပြပြမယ်နော်အုတ်ချေကလူတွေကဖျားသခင်အပေါ်မကောင်းဆိုးဝါးတယောက်လိုဖန်တီးရှုမြင်ပုံဖော်လေးရှိကြတယ်လူသားမျိုးတွေကိုဒဏ်ခတ်လေးရှိသူစီးမြင်ချိုးဖောက်ရင်စိတ်ဆိုးလေးရှိသူအကျွင်းမဲ့အဆုံးမဲ့အာနာရှိသူကြမ်းတမ်းရက်ဆက်သူကြောက်စရာကောင်းသူအဖြစ်နဲ့ပုံဖော်ကြတယ်လူတွေကကိုယ်စိတ်မှာရှိတဲ့စိတ်အရင်တိုင်းသူများပုံမှာမြင်
ကိုယ်စိတ်နဲ့ကိုမနှိုင်းနဲ့ဆိုတာမျိုးပေါ့နော်လူတွေကကိုယ်စိတ်နဲ့ကိုနှိုင်းပြီးတော့ဘုရားသခင်ကိုပုံဖော်လေးရှိကြတယ်ဆူနာမီလိုကဆိုးမျိုးကဘုရားသခင်စိတ်ဆိုးလို့ဖြစ်တယ်ဆိုတာမျိုးဒါတွေကအတ္တပေါ်အခြေခံတဲ့ကိုယ့်ရင်ထဲကအနှုတ်လက္ခဏာအမှောင်တုကနေပြင်ပကဘာပေါ်အမြင်ထုတ်လွှင့်တာ project လုပ်တာတွေသာဖြစ်တယ် consciousness level မြင့်နေတဲ့လူတွေရဲ့ level မှာဘုရားသခင်ကအဆုံးအစမဲ့ခွင့်လွှတ်ကျင်တာချစ်ခင်တတ်တဲ့သူဉာဏ်ပညာအသိတရားနဲ့ပြည့်စုံသူနူးညံ့တတ်သူတက်ညာတတ်သူခွင့်လွှတ်တတ်သူအဖြစ်ရှုမြင်ကြတယ်ချစ်ချင်းမေတ္တာရဲ့စတင်ပေါက်ဖွားရာတသားတည်းတည်ရှိမှုအကန့်အသတ်မဲ့ဖြစ်တည်မှုတွေကိုကိုးစားပြုတယ်အာနာတွေပါဝါတွေလိုက်ပြတတ်တဲ့သူမဟုတ်ဘူးသူကသူ့ရဲ့မြင့်မြတ်တန့်စင်တဲ့ဓာတ်ဟာတက်ရှိတတော်အားလုံးကိုယ်စီမှာတည်ရှိတောက်ပနေတယ်ကျွန်တော်ရဲ့ဆိုးရဲ့ဓာတ်ထဲမှာလည်းဘုရားသခင်ရှိတယ်ခင်ဗျားတို့ဆိုးရဲ့ဓာတ်ထဲမှာလည်းဘုရားသခင်ရှိတယ်စသဖြင့်ပေါ့နော်ဒီနေရာမှာမြန်မာဗုဒ္ဓဘာသာတွေကအဲ့ဘုရားသခင်ဆိုတဲ့စကားလုံးအရန်ကိုအလားကျဖြစ်ကြတယ်ပြီးညက်တွေနောက်ကိုတအားမလိုက်ပါနဲ့ကျွန်တော်ပြောချင်တဲ့ဘုရားသခင်ဆိုတာလူအကောင်ကြီးကိုပြောချင်တာမဟုတ်ဘူးဓာတ်သဘောကိုပဲပြောချင်တာဖြစ်တယ်ဒီဓာတ်သဘောကိုတော့ယဟန်နာကြီးတွေလည်းပြောလို့ရှိကြပါတယ်ဒါပေမဲ့သူတို့ကဘုရားသခင်လို့မသုံးဓာတ်လို့ပဲသုံးတာဘုရားသခင်ဒီအကောင်ထဲကြီးလိုက်ရှိချင်မှရှိမယ်လို့ကျွန်တော်ရှေ့မှာပြောခဲ့ပူတယ်နော်အဲ့တော့ consciousness feel ဟာဘုရားသခင်ပဲလို့ spiritual ယုံကြည်ကြတယ်လို့မျိုးဓာတ်ဟာဘုရားသခင်ပဲလို့မှားတယ်ဗုဒ္ဓဘာသာလက်ခံလို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောချင်တာအဲ့ဒါပဲဒီစာအုပ် The Map of Consciousness Explained ဆိုတဲ့ဒီစာအုပ်ကအရင်ကောင်းတယ်အမှန်တော့ဒီစာအုပ်ကိုကျွန်တော်ဆောင်းပါးရှည်ဖြစ်ခန်းဆက်တောင်မှရေးချင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် post တစ်ပုဒ်အနေနဲ့တစ်ခုပဲရေးဘူးတယ်အခုလည်းဒီဗီဒီယိုအကြမ်းမြင့်သာလုပ်လိုက်တာဖြစ်တယ်နောက်ကျမှကျွန်တော်အေးစစ်စစ်အချိန်ရတဲ့အခါကြလို့ရှိရင်ဖတ်ရှင်းဖို့စူးစမ်းကြည့်ပါအောင်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ